ဝင်ငွေရအောင်မရှာနိုင်တာကျွန်တော်အသုံးမကျတာအခုကျွန်တော် line ပေါ်တွေမှာကြည့်မြင်ပြီးသားအမားတို့လောက်အကိုတို့လောက်ဆရာတို့လောက်တော့ creation မကောင်းဘူး technique မကောင်းဘူးအမောက်ထက်ပတ်စံဝင်ငွေအများကြီးကောင်းနေတဲ့သပင်ညက်ဆရာကြီးမရှိဘူးလားကျွန်တော်တို့လိုအရွယ်လေးတွေတချို့သပင်ညက်ဆိုင်တွေမှာလုပ်တယ်ကျွန်တော်တို့ထက်နာမည်ကြီးတဲ့ဆရာတွေအများကြီးပဲကျွန်တော်တို့ထက်ပိုအောင်မြင်တယ်ကျွန်တော်ထက်လူပိုသိတဲ့ဆရာတွေအများကြီးပဲ TikTok တွေ YouTube တွေ Instagram တွေမှာငါလောက်ပညာမတတ်ဘူးဆိုရင်သူ့ကိုကျွန်တော်အထင်သွားသေးလို့မရဘူးပညာတတ်နေရတာနဲ့မှဝင်ငွေရအောင်မရှာနိုင်တာကျွန်တော်အသုံးမကျတာသူတို့ပညာကိုလောက်မကောင်းကိုထက်ဝင်ကောင်းတယ်ဒါကိုကျွန်တော်တို့ကသူ့လိုငါဘယ်လိုလုပ်ရမလဲဆိုတော့အဖြေရှာရမှာငါကတော့ပညာဒီကောင်းနဲ့ငါနဲ့မတူဘူးမတန်ဘူးသွားလို့မရဘူးအဲ့တော့အများနဲ့မှတ်ထားပါကျွန်တော်တို့အလုံးလုံးတဲ့အချိန်မှာရည်ရွယ်ချက်နဲ့လုပ်ရက်နဲ့ထပ်တူကြအောင်လုပ်ကျွန်တော်တို့အလုံးမှာနောင်တမရအောင်ကြိုက်တဲ့အလုပ်လုပ်စီးပွားရေးပဲလုပ်လို့လူမှုရေးပဲလုပ်လို့ဘာသာရေးပဲလုပ်ရည်ရွယ်ချက်နဲ့လုပ်ရက်နဲ့ထပ်တူကြအောင်လုပ်ကျွန်တော်နောင်တမ